သူများကိုဒုက္ခပေးမှရလာတဲ့သူများကိုဒုက္ခပေးပြီးခုခေတ်စကားလည်းပြောရင်သူများကိုအချောင်နဲ့မပြီးကိုယ်ကောင်းကျိုးရှာတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှကောင်းကျိုးချမ်းသာမရဘူးလို့မြတ်စွာဘုရားဟောတယ်ဗမာစကားမှာလည်းရှိတယ်သူများမျက်ရည်ကျမှထမင်းဝါတဲ့လူမျိုးမဖြစ်စေရဘူးဆိုတာအဲ့ဒါဘုရားဟောတဲ့အဆုံးအမတွေနဲ့တူတူပဲအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလိုက်နာကျင့်သုံးအောင်တိုင်းပြည်နဲ့ပတ်သက်လာလို့ရှိရင်စစ်ပွဲတွေဟာကိုယ်ကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုယ်ကတိုက်မှာသူကပြစ်ကိုယ်ကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လာသူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရပ်ဆိုင်သွားမှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့တုံးနဲ့တူကျင့်တတ်အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျောလင်းတဲ့ငြိမ်းချမ်းရေးဆိုတာရတာဖြစ်တယ်ဘယ်တော့မှရန်ကိုရန်နဲ့တုံးလို့မပြောက်ဘူးဆိုတဲ့သဘောတရားနိယမကြီးဟာအမတ္တမမှန်ကန်ပါတယ်အဲ့တော့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနိလန်းတွေဟာလူတွေကလိုက်နာဖို့လွယ်လားလို့ဆိုတချို့ကိစ္စတွေကမလွယ်တာဘာကြောင့်လဲလို့ဆိုရင်လူတွေရဲ့တဏ္ဍာမှာကောဓာတို့မာနတို့ဆိုတာဒါတော်တော်ဆိုးတယ်